ခက်ဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ရဲဘော်ရဲဘက်လူငယ်တွေအနေနဲ့ကတော့2025ခုနှစ်ဟာတက်မှာမတော်တဲ့သူတွေရဲ့နောက်ဆုံးတော့ပေးရမယ့်နေ့ဒီလိုပဲကျွန်တော်တို့လူငယ်တွေကဆုံးဖြတ်ထားတယ်ဒါကိုကျွန်တော်ရဲ့မိဘပြည်သူတွေနဲ့ရဲဘော်ရဲဘက်အပေါင်းလဲလက်ခံမယ်လို့လဲကျွန်တော်မျှော်လင့်နေမြန်ပြီးလေကောင်းတယ်ကွာကိုရှမ်းရမနဲ့ဖြန့်အဲ့ကောင်ကြီးစမုံတုံးသွားလဲငါတို့ကတော့ကြိုက်တယ်ဆိုတော့အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချန်နယ်ကနေကြိုဆိုပါပါတယ်ကျွန်တော်ရဲ့ချန်နယ်ဆိုရင်နေ့ရက်ကျွန်တော်တို့တိုင်းကောင်းနေတယ်တင်ဆက်ပေးနေတာမှာကျွန်တော်ရဲ့ချန်နယ်ကို like and subscribe လုပ်ထားပေးပါဦးစက္ကန့်10မိနစ်တနာရီတောင်မှအကြမ်းဖက်ဖက်စစ်ခွေးတွေကိုမမြင်ကျင်တော့တာကျွန်တော်တို့ပြည်သူတွေဘာကြောင့်လဲကျွန်တော်တို့ပြည်သူတွေအသက်နှိအောင်ရင်နှိအောင်ခံစားချက်တွေတော့ထုတ်ပြလို့မရလောက်အောင်ကိုကျွန်တော်တို့ခံစားခဲ့ရတာနှစ်ပေါင်းများစွာကိုဗျဟုတ်ပြီဒီလိုအခြေအနေမျိုးကိုကျွန်တော်တို့ဘယ်လိုဖြေရှာကြမလဲဒီလိုအခြေအနေမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့ပြည်သူတွေနဲ့ကျွန်တော်တို့မိဘတွေလိုချင်နေတဲ့အရာအမြန်ဆုံးပြီးမြောက်ဖို့အတွက်ကျွန်တော်တို့ဘာတွေလိုအပ်နေလဲကျွန်တော်တို့ဘာတွေပြင်ဆင်ဖို့လိုလဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်ရဲ့မိဘတွေကူညီပြီးတော့ဝန်းရံပြီးတော့ share ပေးပါတော့ဆွဲပါဒါ reaction လုပ်နေတဲ့ကျွန်တော်တို့ညီကိုတွေကိုလည်းကျွန်တော်မေတ္တာရက်ခံလို့တယ်ဟုတ်ပြီနောက်ထပ်တစ်ခုကိုကျွန်တော်ထပ်ဆောင်းပြီးတော့ပြောချင်တယ်အဲ့ဒီအကြောင်းအရာကနာပါခအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အောင်စရင်နဲ့အတူတူကျွန်တော်တောင်ခန့်ရဲ့အောင်စရင်ကိုစောင့်နေတာဆိုရင်ရောကျွန်တော်မိပါတယ်ကျွန်တော်တို့လေပိုင်းတိုင်းစစ်ဌာနချုပ်အတွက်ကျွန်တော်ညီကိုတွေအားလုံးအစဉ်သင့်ဖြစ်နေပါပြီတော်လှန်သောညီကိုတွေအားလုံး ready ပြီးတော့ပြည်သူလူထုကိုအစစ်အမှန်ကာကွယ်ပါမယ်ဆိုတဲ့ရဲဘော်အားလုံးကအစဉ်သင့်ဖြစ်လို့နေပါပြီဒါကြောင့်ကျွန်တော်တို့နောက်ပိုင်းနဲ့စစ်ဌာနချုပ်နပခနဲ့တောင်ခန့်ရဲ့အောင်စင်းထွက်ပြီးဆိုတာနဲ့ကျွန်တော်ရဲ့မိဘတွေအတကုံကရုံးကြတော့အတကုံဝုန်းကြမယ်ကျွန်တော်ရဲ့ညီကိုတို့ဘာကြောင့်လဲမိစရာမိကုန်းနေရှိတယ်ကျွန်တော်တို့လေပိုင်းနဲ့စစ်ဌာနချုပ်ဟာကျွန်တော်တို့ညီကိုတွေတန်ပြိုင်ဟစ်ကျွေးပြီးတော့အတူတူတုံးမဲ့နေရာဖြစ်တယ်ကျွန်တော်ရှင်းမှပြောတယ်2025ဟာကျွန်တော်ဖက်စစ်ခွေးတက်ရဲ့နောက်ဆုံးသောနှစ်ဖြစ်စေရမယ်အဲ့ဒီနှစ်ဖြစ်ဖို့ကကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်အားလုံးနဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေအားလုံးရဲ့ဝင်းရံကူညီမှုလိုအပ်တယ်မိကုန်းရှိအဖြေရှိတယ်ကျွန်တော်တို့တက်လို့မရတဲ့ပု္ပ္ပာမရှိဘူးကျွန်တော်ရဲ့မိဘကျွန်တော်တို့ကဒီနေ့အချိန်ထိစစ်မှန်တဲ့ကျွန်တော်တို့ရဲ့ချစ်ချင်းတရားတွေကျွန်တော်တို့ရဲ့လူသားချင်းစာနာထောက်ထားမှုတွေကျွန်တော်တို့ရဲ့ဘလုံးမကိုဘယ်လိုပြောမလဲကျွန်တော်တို့ခန္ဓာကိုယ်ထက်ကျွန်တော်တို့ပေးဆက်နိုင်တဲ့အရာတွေထက်ကျွန်တော်တို့ပို့ပြီးတော့ပေးဆက်ခဲ့တာယနေ့အချိန်ထိကျွန်တော်ပြည်သူကလည်းထုံနေ၎င်းပဲဆိုတော့ကျွန်တော်တို့ရဲ့အများစုသောရသပြည်သူတွေကျွန်တော်တို့ရဲ့ကြောမွဲပြည်သူတွေထပ်မံပြီးတော့ကျွန်တော်တို့ဒုက္ခခံစရာအကြောင်းမရှိဘူးအဲ့လိုမျိုးဒုက္ခမျိုးကိုလည်းပဲဘယ်သူမှကျွန်တော်တို့ကိုလာပြီးတော့ပေးလို့မရအောင်ကျွန်တော်တို့အဆုံးသတ်ရမယ်နှစ်ဖြစ်တယ်ဒီလိုဆုံးသတ်ဖို့ကိုလည်းပဲကျွန်တော်တို့အားလုံးအစဉ်သင့်ဖြစ်နေတယ်ဆိုတာကိုကျွန်တော်ရဲ့မိဘတွေကိုအရေးကြီးဒီနေရာနေပြီးတော့ကျွန်တော်တင်ပြနေခြင်းဖြစ်တယ်အစဉ်သင့်မဖြစ်သေးတဲ့တစ်ဖွဲ့ဝင်တွေအကုန်လုံးကလည်းကျွန်တော်တို့ပြည်သူတွေစီမှစည်ရင်းပေးပါကျွန်တော်ပြောတဲ့စကားကျွန်တော်ရဲ့မိဘတွေဘောပေါက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အစဉ်သင့်မဖြစ်သေးတဲ့တပ်ဖွဲ့ဝင်အတီးတီးဒီလူလူကိုကာဝယ်ဆောက်ရှောက်ပါမယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့မိမိတပ်ဖွဲ့ဝင်မဆိုလက်နက်ကင်ထားသောသူတိုင်းပြည်သူကျွေးတဲ့ထမင်းကိုစားထားသောသူတိုင်းကျွန်တော်တို့ပြည်သူစီမှာပဲစရင်သွင်းပါအဲ့ဒီအချိန်မှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကျွန်တော်တို့တပ်ရင်းတွေကျွန်တော်တို့ရဲ့ဘယ်အဖွဲ့ညာအဖွဲ့တွေပူပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့စရင်ကိုကျွန်တော်တို့ရဲ့ပြည်သူကိုပေးပါအမည်နာမအဖွဲ့စုံဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ရက်ကမှတစ်ခုရှိတယ်အဲ့ဒါကတော့တယောက်တစ်ပေါက်နဲ့တော်လန်ရင်လုံနေတဲ့အဖွဲ့တွေအကုန်ရက်ကျွန်တော်ဒီနေ့လူငယ်ပြပြရဲဘော်ပြပြလူငယ်လိုပဲပြောခွင့်ပြပါကျွန်တော်မိပါနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ငင်းခုန်နေတဲ့တိုင်းဝိုင်းမှာလည်းကျွန်တော်ရှိမနေဘူးပြီးတော့ဘ
ဘယ်လိုပြောမလဲဗျာဟိုကျွန်တော်တို့တစ်ဖွဲ့နဲ့တစ်ဖွဲ့တယ်ပေါ့နော်သူကောင်းတယ်ကိုကောင်းတယ်အဟိုဖွဲ့မှားတယ်ဒီဖွဲ့မှားတယ်ဆိုရဲပေါ့နော်ဒါသုံးသက်ချက်တွေမှားလဲကျွန်တော်ပါမနေဘူးကျွန်တော်ဟာပြည်သူကပေါ်ဖွာလာတဲ့တော်လှန်သောလူငယ်တူဖြစ်ပါတယ်ဆိုတော့တော်လှန်သောလူငယ်တူစီကထွက်လာတဲ့စကားကတော်လှန်ရေးစကားကြီးတာဖြစ်တယ်ကျွန်တော်တို့လူငယ်တွေလိုချင်နေတဲ့အရာတွေကျွန်တော်တို့ပြည်သူတွေလိုချင်နေတဲ့အရာကိုပဲကျွန်တော်ဖော်ညွှန်းပြီးတော့ပြောဆိုနေတာဒါကြောင့်တယောက်တစ်ပေါက်ပြောဆိုနေတာတွေငင်းခုန်တဲ့သူတွေအကုန်လုံးရက်ပြီးသွားရင်ကျွန်တော်တို့ပြည်သူစီမှာစရင်ပေးဘာစရင်ပေးရမှာလဲမကြားလိုက်ရင်ထပ်ပြီးတော့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့တစုတစည်းတဲ့ပူပေါင်းဆောင်ရွက်မဲ့စစ်စင်ရေးကြီးမှာကျွန်တော်ပြည်သူနဲ့အတူတူပါဝင်ဖို့အတွက်ကျွန်တော်ကျမတို့ရဲ့အဖွဲ့အထွေပါဝင်ခွင့်ပြုပါဆိုတဲ့စရင်ကိုကျွန်တော်တို့ပြည်သူစီမှာပေးလိုက်ကျွန်တော်တို့ပြည်သူလက်ခံလိမ့်မယ်ဒါဆိုရှင်တော့ကျွန်တော်တို့အားလုံးအခုပြောနေတယ်2025အချမ်းမဲ့ဖတ်စစ်ခွင့်တက်ရဲ့တက်မှာမတော်တဲ့သူတွေလုံးမဲ့တက်မတော်နေ့ဆိုတာကိုကျွန်တော်တို့လုံးလုံးမှမြင်ရမှာမဟုတ်တော့ဘူးကျွန်တော်တို့အဲ့ဒီနေရာမှာစားထိုးလာမှာက Federal နဲ့ Democracy နိုင်ငံတော်နဲ့အတူဒီနိုင်ငံရဲ့ဒီတိုင်းရင်းသားတွေနဲ့ဒီပြည်သူတွေနဲ့ဒီစည်းရဲမွဲတေစုပ်ပြတ်တက်နေတဲ့စားစရာမဲ့တောက်စရာမဲ့တန်းတူအခွင့်အရေးတွေရရှိဖို့ကျွန်တော်တို့ပြည်သူတွေကျွန်တော်နိုင်ငံအတွင်းထဲမှာအကျွေးတွေကိုဘာမှမသိထက်ခါအတိုးပေါင်းရှိတာတွေလည်းပုံနှံရောနောက်ဆုံးမှာခွက်ခောက်ပြီးတော့တောင်းစားရတော့မဲ့အခြေအနေထိရောက်နေတဲ့ကျွန်တော်တို့ပြည်သူအားလုံးအတွက်နောက်လာမဲ့မျိုးဆက်တွေမိဖွားစိတ်မလိုဘဲနဲ့ကျွန်တော်တို့ရဲ့ကလေးတွေကိုဒီလောကမြေပြင်ပေါ်ကိုခေါ်ယူနိုင်ရမယ့်နေ့တောင်းပညာရေးမှငွေကြေးတပြားချက်မှမလိုဘဲနဲ့တကဘာလုံးကအတိအမှတ်ပြုခံရတဲ့ပညာရေးအဆင့်အတန်းမှကျောင်းတက်ဖွင့်ရတဲ့ကလေးငယ်တွေအတွက်တက်ကြီးရွယ်အိုတွေအသက်ကြီးလာရင်စေကူတာခွင့်ပြီးတော့သူတို့ရဲ့လူမှုဖူလုံရေးစရိတ်တွေအကုန်လုံးကိုဒီနိုင်ငံကတို့ပြည်သူတွေရဲ့အခွန်နဲ့ကောင်းမအသက်ကြီးတာတောင်မှအေးချမ်းနဲ့ဘဝကိုဖျက်ဆီးရမယ်နေ့ကျွန်တော်လူငယ်တွေတကဘာလုံးမှရှိတဲ့လူငယ်တွေနဲ့ရင်မောင်းတန်းရမယ်နေ့မင်းလားကွာငါလားကွာမေးရမယ်နေ့အဲ့ဒီနေ့ကိုကျွန်တော်တို့အမှန်တကယ်ရောက်မဲ့အချိန်နီးနေပြီကျွန်တော်လည်းမိပါဆိုတော့ဒီကျွန်တော်ပြည်သူကိုစည်ရင်ပေးရမယ်အဖွဲ့အမြင်ဆုံးစည်ရင်ပေးပါစည်ရင်မပေးတဲ့အဖွဲ့ကျွန်တော်တို့ပြည်သူမှတ်ထားပါလိမ့်မယ်ကျွန်တော်နိုင်ငံကိုပြန်လည်ပြီးတော့အသက်ဖန်မွမ်းမံနေတဲ့ပွဲမှာကျွန်တော်တို့အနာဟောင်းတွေကျွန်တော်တို့ဒဏ်ရာဟောင်းတွေကျွန်တော်တို့အညစ်အကြေးတွေအစွန်းထင်းမခံနိုင်ဘူးတိလင်တောက်ပါတဲ့လူတူကြီးတရက်ရဲ့ကောင်းမွန်ပြည့်စုံတဲ့လူအခွင့်အရေးတွေနဲ့ကျွန်တော်တို့ကလေးငယ်တွေကိုဖြတ်တန်းခွင့်ပြုဖို့အတွက်ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ဒါမိဘပြည်သူအပေါင်းနဲ့ရဲဘော်ရဲပဲတရင်တစ်ဖွဲ့ကညီအကိုအပေါင်းအသီးသီးကျွန်တော်တက်မြောက်များစွာသောတက်ပညာတွေကိုတတ်ထားပါတယ်ကျွန်တော်တက်အရေးချင်းရှိပါတယ်ဆိုတဲ့သူတွေအကုန်လုံးလဲကျွန်တော်တို့ပြည်သူရဲ့မျက်နှာကိုကြည့်ပြီးတော့လျင်မြန်စွာချင်းကြပါဘာလို့အရင်ချင်းကြမလဲကျွန်တော်တို့မိမိကိုယ်ကိုမိအရင်ချင်းရမှာဖြစ်တယ်သူများကိုအပြစ်တင်နေယုံနဲ့ကျွန်တော်တို့ပုံမကောင်းမွန်လာမှာမဟုတ်ဘူးသူများကိုအပြစ်ဖို့နေယုံနဲ့ကျွန်တော်တို့အခုလှုပ်ဆောင်နေတဲ့အလုပ်မှုရာတွေကပို့ပြီးတော့ကောင်းလာမှာမဟုတ်ဘူးကျွန်တော်တို့ကိုယ့်ကိုယ်အရင်ဆုံးပြင်ဆင်ဖို့လိုတယ်ကျွန်တော်ရန်သူအကြောင်းကိုလည်းသိပြီကျွန်တော်တို့တော်လန်တော့တပ်ဖွဲ့ဝင်တွေရဲ့အကြောင်းကိုလည်းသိပြီကျွန်တော်တို့လုပ်ရမယ့်အလုပ်ကိုပဲအရင်တကြီးကျွန်တော်တို့ပြင်ဆင်ဖို့လိုနေတာညှိခုန်နေတာတွေထိတ်မော့နေတာတွေအပြစ်ပုံချနေတာတွေသူမကောင်းဘူးငါမကောင်းဘူးပြောနေတာတွေဟာကျွန်တော်တို့တော်လန်ရင်းမှာလုံးလုံးမှအစင်ပုံပြီးတော့ပြည်လာတာဖြစ်လာမှာမဟုတ်ဘူးကျွန်တော်ပြည်သူအလုံးကပညာတတ်တွေဗျအချိန်မှာကျွန်တော်နိုင်ငံ Federal Democracy တိဆောက်တဲ့အချိန်မှာဒီနိုင်ငံရဲ့စစ်ရေးကိုဘယ်သူဦးဆောင်လဲဒီနိုင်ငံရဲ့နိုင်ငံရေးကိုဘယ်သူဦးဆောင်လဲဒီနိုင်ငံရဲ့ဒါပုံသွယ်ရေးတွေကိုဘယ်သူဦးဆောင်မလဲဒါတွေကိုကျွန်တော်တို့ပြည်သူအကုန်လုံးသိတယ်ဘာမှမစိုးရင်လည်းကျွန်တော်ရဲ့မိဘကျွန်တော်ရဲ့ညီကိုတို့ဘာမှမစိုးရင်လည်းကျွန်တော်တို့လောက်ကမှာကကျွန်တော်တို့ပြည်သူလူထုကိုကာဝယ်ဖို့အတွက်ကျွန်တော်တို့တိုက်ကမှာကျွန်တော်တို့အလုပ်ပဲကျွန်တော်တို့ရွေးချယ်ထားတဲ့ငါတို့ဟာပြည်သူလူထုကိုကာကွယ်ရမယ်ရဲဘော်တွေဖြစ်တယ်ဒါဟာဆိုရင်ငါတို့အကြမ်းဖက်စစ်ခွေးကိုအမှုတ်ချိတ်ကမှာကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်အုပ်ချုပ်ရေးတွေပြည်သူစီစဉ်လိုက်မယ်
စီးပွားရေးတွေပြည်သူစီစဉ်လိုက်မယ်ကျမ်းမာရေးတွေကျွန်တော်တို့ရဲ့ CDM တွေနဲ့ကျွန်တော်တို့ရဲ့ဒါညီကိုမောင်မတွေဝင်းရံပြီးတော့စီစဉ်လိုက်မယ်ဘာမှပူစရာမရှိဘူးကျွန်တော်တို့လောကမှာကအကျမ်းဖတ်စစ်ခွေးကိုတိုက်ဖို့တာဖြစ်ပါတယ်ဘာမှမလိုဘူးကျွန်တော်ညီကိုတို့လက်နဲ့လိုလို့လားကျွန်တော်ပြည်သူတွေယနေ့အချိန်ထိရှိတဲ့ငကလေးတွေနောက်ဆုံးထမိန်မှာပေါင်ပြီးတော့လက်နဲ့တွေဝယ်ပေးနေတာဗျာပြီးတော့ကျွန်တော်တစ်ဖွဲ့ဝင်နေမှာဆိုလက်နဲ့တွေအများပြသိစီရမိတာရှိတယ်ဒါတွေကိုလည်းငါအဖွဲ့မှာပဲငါသိမ့်မယ်သူ့အဖွဲ့မှာပတ်မပါဘူးငါနေမြင်မဟုတ်ဘူးသူ့နေမြင်မဟုတ်ဘူးဆိုတာတွေ့ကိုကျွန်တော်တို့ခဏလေးဘေးဖယ်ပြီးတော့အဲ့ဒီလက်နဲ့တွေကိုညီတူညီမျှခွဲဝေပြီးတော့ကျွန်တော်တို့အတူတူလုံးလို့ဖို့လေဒီနေ့ကနေတော့ဖိတ်ခေါ်ခြင်းတယ်ဒါဆိုရင်2025ဟာကျွန်တော်တို့ရဲ့နှစ်ဖြစ်ပါတယ်ကျွန်တော်အမိပါဒါကိုကျွန်တော်ရဲ့မိဘတွေလည်းလက်ခံမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်အားလုံးအဖွဲ့စုံတက်ကုန်ဖွင့်ပြီးတော့အဆုံးတိုက်ပွဲကိုအတူတူဆင်နွှဲဖို့ဒီနေ့အရေးကြီးကျွန်တော်မေတ္တာရက်ခံလိုတယ်နောက်ထပ်ဒင်းပုတ်ကိုကြည့်အောင်မြန်မာနိုင်ငံမြောက်ပိုင်းမှာကြားဖြတ် online လိမ်လည်တဲ့ကောင်တွေကိုတရုတ်နိုင်ငံကိုဖမ်းဆီးပြီးတော့ပေးပို့ခဲ့တယ်ဆိုတဲ့သတင်းဒီမှာဖမ်းဆီးမှုတွေကိုတရုတ်ကထုတ်ပြန်ကြေညာတဲ့အချိန်မှာမြန်မာနိုင်ငံမှာရှိတဲ့ရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်ဆိုရင်ကျွန်တော်အမိပါကျွန်တော်ပြောတဲ့သတင်းကိုမယုံပါနဲ့ကျွန်တော်ဖုန်းဝင်လင်းလင်းပြောတယ်ကျွန်တော်ပြောတဲ့သတင်းမယုံနဲ့တရုတ်ပြောတဲ့သတင်းကိုပဲကျွန်တော်အမိပါတွေကိုပြန်ပြောနေတာတရုတ်နိုင်ငံကတရုတ်ထုတ်ပြန်ကြေညာခဲ့တဲ့သတင်းမြန်မာနိုင်ငံကရှိတဲ့ရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ online ကြားဖြတ်လူလိမ်လောင်စားသမားတွေကိုဖမ်းဆီးနိုင်ခဲ့တယ်ဆိုတော့အဲ့ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေကရောလူလိမ်မဟုတ်ဘူးလားသူတို့ကရောပါဝင်ပတ်သက်မှုမရှိဘူးလားကျွန်တော်နိုင်ငံတွင်းထဲမှာကျွန်တော်တို့မြန်မာနိုင်ငံမြေပုံကြီးတွေကိုလူလိမ်လေးဝင်လာတာကိုဘယ်သူတွေခွင့်ပြုထားတာလဲကျွန်တော်ရဲ့အမိဖဘယ်သူတွေပူးပေါင်းပြီးတော့လုပ်နေတာလဲကျွန်တော်ရဲ့ညီကိုအကုန်သိတယ်ကျွန်တော်ရဲ့ပြည်သူအကုန်သိတယ်ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်လူငယ်တွေပို့ပြီးတော့တည်သွားရတယ်ဘာဖြစ်လို့လဲကျွန်တော်တို့နေဆက်စည်းမှာတာဝန်ထမ်းဆောင်ခဲ့တာဟုတ်ဗျာဟုတ်ပါပြီရှင်းရှင်းဝမပြောတော့ဘူးကျွန်တော်ရဲ့မိပါတယ်တရုတ်နိုင်ငံသားပေါင်း9300ကိုကျွန်တော်တို့ဖမ်းဆီးပြီးတော့လက်ပို့နိုင်ခဲ့တယ်ပြီးတော့ UWSA ကလည်းပဲကျွန်တော်တို့900ကျော်ကိုဖမ်းဆီးပြီးတော့တရုတ်နိုင်ငံကိုပြပို့နိုင်လိုက်တယ်ဆိုတော့ဝမ်းသာစရာကြီးပေါ့ဗျာပုံမှန်တိုင်းကြည့်မယ်ဆိုရင်တော့ဟုတ်ပြီဒါဆိုရင်တော့ကြားဖြန့်တွေကကျွန်တော်တို့နိုင်ငံအတွင်းမှာလူလိမ်သမားတွေမရှိတော့ဘူးလားမြောက်ပိုင်းမှာရှိတဲ့ကြားဖြန့်တွေကုန်သွားတယ်ဆိုရင်ရောတောင်ပိုင်းမှာရှိတဲ့ကြားဖြန့်တွေကဘာကြောင့်မကုန်သေးတာလဲကျွန်တော်ရဲ့မိဘတွေမိကုန်မေးပါကျွန်တော်ရဲ့မိဘတွေသတိတရားရှိပါကျွန်တော်ရဲ့ညီကိုတွေဘယ်တော့မှသတိမပြတ်သွားပါနဲ့ကျွန်တော်တော်လန်သောနေမြေတွေမှာရှိတဲ့ကျွန်တော်ညီကိုတွေကလည်းစီးတောက်လျှောက်မှာဒါနေထိုင်ပြီးတော့အကျန်းဖက်စစ်ခွေးကိုတုတ်တင်နေရတာနေရာဆုံးဆိုတော့ကျွန်တော်တို့နေရာဆုံးမှာကျွန်တော်တို့မျိုးလုံးအစုံကိုကြည့်စရာတော့မလိုဘူးကျွန်တော်တို့အရှိမှာတင်ကြားဖြန့်တွေအများကြီးကြားဖြန့်နေတဲ့ပတ်သက်နေတဲ့အဖွဲ့တွေအများကြီးဒီအဖွဲ့တွေကိုကျွန်တော်တို့ညီကိုတွေတိဖို့လိုတယ်ကျွန်တော်တို့မိဘတွေတိဖို့လေဒါတွေကိုကျွန်တော်တို့အတန်ထုတ်ဖို့လိုတယ်ဟုတ်ပြီကျွန်တော်ရဲ့မိဘနောက်ပိုင်းမှာကြားဖြန့်တွေကုန်ပြီဟဲ့ဆိုရင်တောင်ပိုင်းမှာရှိတဲ့ကြားဖြန့်တွေကငုတ်တုတ်ဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်ဘာလုပ်ကြမလဲကျွန်တော်နိုင်ငံတွင်းကကျွန်တော်တို့ရဲ့ဒါပြည်တော်စုဘွားတိုင်းသားညီကိုတွေကိုကြုံပြုဆက်ဆံနေတယ်ပြီးတော့တကမ္ဘာလုံးမှာရှိတဲ့သူတွေကိုလည်းကျွန်တော်တို့နိုင်ငံထဲမှာလာလိမ်နေတာကျွန်တော်တို့နိုင်ငံသိက္ခာကျလို့ကျွန်တော်တို့နိုင်ငံအတွက်အကောင့်တစ်ခုမှမရှိဘူးနောက်တစ်ခုကျွန်တော်တို့နိုင်ငံအတွက်ဖွံ့ဖြိုးစရာလည်းဘာအကြောင်းမှမရှိဘူးအချို့သောဒူကြီးတွေကပြောကြတယ်ဟာသူတို့ရဲ့အဆောက်အဦတွေငါတို့နိုင်ငံအတွင်းမှာလာဆောက်တယ်သူတို့ရဲ့ယင်းနှိမ့်နှုံနယ်မှုတွေငါတို့နိုင်ငံအတွင်းမှာလာပြီးတော့ယင်းနှိမ့်နှုံနယ်မှုတွေကျွန်တော်နားထဲမှာမထွက်သေးဘူးကျွန်တော်နားထဲမှာမထွက်သေးဘူးသူတို့ပြောတဲ့စကားသူတို့ပြန်သွားရင်အဲ့ဒီအဆောက်အဦတွေရမှာပေါ့တဲ့အဲ့ဒီအဆောက်အဦတွေလိုချင်ရင်ပြောကျွန်တော်တို့ပြည်သူစောက်ပေးလိုက်မယ်ကျွန်တော်ပေါင်းများစွာကျွန်တော်တို့ရဲ့ပြည်သူတွေပေးပို့ထားတဲ့အခွန်ငွေတွေကိုလူနည်းစုတစုစာကဘယ်ပဲကျွန်တော်တို့လှုပ်ချင်တိုင်းလို့သုံးချင်တိုင်းသုံးနေလို့တာကျွန်တော်တို့ရဲ့နိုင်ငံရဲ့ဖွံ့ဖြိုးမှုဘာမှဖြစ်မလာခဲ့တာဒါကိုကျွန်တော်တို့ပြည်သူတွေအားလုံးသိသွားပြီးတော့ကျွန်တော်တို့နိုင်ငံကိုမတရားသဖြင့်ရုပ်မာပြီးတော့အာဏာသိမ်းခဲ့လို့လေလက်ရှိကျွန်တော်တို့ပြည်သူတွေအကုန်လုံးခုခံစစ်တွန်းလှန်စစ်ကနေတယ်ယနေ့တိုက်စစ်ဖြစ်နေတာဒါကြောင့်ကျွန်တော်တို့ပေါ့နော်ဒါကြာပြန့်လုပ်ငန်းတွေပတ်သက်နေတဲ့အဖွဲ့အစည်းတိုင်းကိုလည်းကျွန်တော်ဒီနေရာကနေတော့ပြောကြားလိုတယ်ကျွန်တော်ပြည်သူအားလုံးဟာအကုန်သိပါတယ်ဟုတ်ပြီနော်ကျွန်တော်ရဲ့မိဘနောက်ထပ်ဒီပုဂ္ဂိုလ်ကျွန်တော်ကြည့်ရမယ်ဒါကတော့ပူရဲလုံခြုံရေးခံမနီလို့ခေါင်းစဉ်တက်ပြီးတော့ကျွန်တော်တို့နိုင်ငံတဲကိုလက်နဲ့တကွနည်းပညာတွေပါပြီးတော့ကင်ဆောင်လာပြီးတော့ဝင်လာမယ်ဆိုတော့အဲ့ဒါကလုံခြုံရေးလားကျွန်တော်ရဲ့အမိပါ
လုံခြုံရေးလို့ပြောရအောင်ကျွန်တော်တို့နိုင်ငံတွင်းထဲမှာခိုးဆိုးလူနှိုက်ပြည်သူကိုတပ်ဖြတ်နေတာရွာလုံးကျုပ်ပတ်ပြီးတော့မီးရှို့နေတာမိုးရေရမ်းကားပြီးတော့မရင်းကျစ်နေတဲ့ကောင်တွေနဲ့လုံခြုံရေးဆိုလို့ပါဘသူ့ကိုစောင့်ပါလဲကျွန်တော်ရဲ့အမိပါဘသူ့အတွက်ကာဝယ်မှာလဲဆိုတော့ဒီလုံခြုံရေးဆိုတဲ့ခေါင်းစဉ်နဲ့လက်နက်ကောနီးပညာကိုကန်ဆောင်ပြီးတော့ကျွန်တော်တို့နိုင်ငံကိုခြေချနေပြီဆိုတော့ကျွန်တော်ရဲ့ပြည်သူတွေကိုအကြမ်းဖက်စစ်ခွေးနဲ့ပူပေါင်းပြီးတော့ထပ်မံတတ်ဖို့စာရှိပါတယ်ကျွန်တော်ဘာမှပေါင်းလာစရာမရှိဘူးတရုတ်ကောင်းကောင်းနဲ့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ပြည်သူချမ်းသာသွားတာရှိပါသလားဘာတစ်ခုမှမရှိဘူးเนาะကျွန်တော်ရဲ့အမိဖတရုတ်ထောက်ခံနေတယ်တရုတ်ဝင်းရံပါတယ်တို့အကြမ်းဖက်စစ်ခေါင်းတော်မလာဗဇက်ကနေပြီးတော့မှထုတ်ပေါ်ပြောဆိုပြီးသားဒါဆိုရင်သူတို့ကိုနှိုက်ကလည်းကျွန်တော်တို့ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့သူပြည်သားဖြစ်တယ်ကျွန်တော်တို့ကပုံဝင်လင်းမယ်ဒါဆိုရင်တော့သူတို့တွေကိုကျွန်တော်တို့ဘယ်လိုတုံ့ပြန်ကြမလဲကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့ကျွန်တော်တို့ပြက်ပြက်သားသားဆောင်ရွက်ကြမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီကနေ့ကျွန်တော်ရဲ့မိဘတွေကိုအရေးကြီးတင်ပြခဲ့တာတွေက2025မှာခွေးတက်မှာမတော်တဲ့သူတွေအကုန်လုံးကိုကျွန်တော်တို့ပြည်သူတွေကလုံးမအမြင်ကျင်တော့ဘူးအဲ့ဒီတက်မှာမတော်တဲ့သူတွေလုံးမဲ့အခမ်းအနားကိုလည်းကျွန်တော်တို့ပြည်သူတွေမကြားကျင်တော့ဘူးအဲ့ဒီနှစ်ကျွန်တော်တို့တော်လန်ရေးအဆုံးတက်ရမယ်နှစ်ဖြစ်တယ်အဖွဲ့စုံရက်ကုန်ခွင့်ပြီးတော့အတူတူရုံးဖို့အတွက်ကျွန်တော်တို့ပြည်သူစီမှာစင်သေးပါလို့ပြောချရှင်တယ်ဒီကနေ့ရဲ့ဗီဒီယိုကိုစုံသက်ချင်ပါတယ်ဗျနောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ်လက်နက်ပေးစစ်ပေးကပ်ပေးနဲ့မအေးဘေးပါကြောက်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲ